皆さんこんにちは。今日は私の一緒に日本語を勉強しましょう。ကဲအခုလေးရကြမှာတင်နန်းစာလေးကတော့တဲ့ယူကလို့ပြောရမလားဒါလည်းဟုတ်တယ်လို့ဒါလည်းဟုတ်တယ်လို့ပြောနေမှာတုံးနေဝေခွဲမရပုံစံနေမှာတုံးတာပေါ့နော်ကဲစကြမယ်နော်1番ခါရတဲ့ယူကအာနိုဂရုပုဇက်အင်အမိုရှိုရီသူတို့ပဲပြောရမလားအဲ့အဖွဲ့ဝင်အားလုံးစိတ်ဝင်စားဖို့ကောင်းတယ်သူ့ကိုပဲပြောရမလားတဲ့အဲ့အဖွဲ့အားလုံးစိတ်ဝင်စားဖို့ကောင်းတယ်ဝေခွဲမရပုံစံပေါ့နော်အဲ့ဒါတုံးနေ2番စခါလဲတာတဲ့ယူကမိုးမူရီပေပန်းနေရလို့ပဲပြောရမလားနောက်ထပ်မလုံနိုင်တော့ဘူးတဲ့ဝေခွဲမရဖြစ်နေတာပေါ့နော်3番ဘန်ကျော်တဲ့ယူကတာတာဒုက္ခမိတက်တာစာလင်းနာနေတော့ပဲပြောရမှာလားတဲ့ရုပ်ရှင်ပဲကြည့်နေခဲ့ဟဲ့ဝေခွဲမရပုံစံဖြစ်နေတယ်အဲ့တော့4番ဒါစာရှိတဲ့ယူကအိုဆေကာဤတဘောကောင်းနေလို့ပဲပြောရမှာလားတဲ့ဝင်မစွတ်ဖတ်တာ5番日本語の勉強っていうか毎日聞いてるだけဂျပန်စာကိုလင်းလာနေလည်းပဲပြောရမလားနှစ်တိုင်းနားပဲနားထောင်နေတယ်နားပဲနားထောင်နေခဲ့တယ်ပေါ့နော်ဒါခဲ့ဆိုတာပဲပေါ့နော်နောက်ဗီဒီယိုမှာဒါခဲ့ပဲဆိုရယ် grammar သင်ပေးပါမယ်ခုကတော့ဒါလည်းဟုတ်တယ်လို့ဒါလည်းဟုတ်တယ်ဝေခွဲမရပုံစံ grammar လေးပေါ့နော်လို့じゃまたね